အားလုံး morning ပါပြည်သက်ကြီးအမေတို့ပြည်သက်ကြီးကိုနှုတ်ဆက်ပါတယ်ကျွန်တော်ကအခုခရီးထွက်လာတယ်ပေါ့နော်ခရီးထွက်လာဆိုကျွန်တော်အရန်ကြိုက်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့နိုင်ငံပေါ့နော်စိုက်ကယ်လည်းအရန်မောင်းလို့မှာအခုဟာကျွန်တော်စိုက်ကယ်လည်းမောင်းတာပေါ့ဆိုတော့အခုကျွန်တော်ရောက်နေတာဂျပန်နိုင်ငံပေါ့နော်ဂျပန်နိုင်ငံမှာကျွန်းအကြီးဆုံးဖြစ်တဲ့ဟော့ကိုက်ဒိုကျွန်းရောက်နေပါတယ်ဟော့ကိုက်ဒိုကျွန်းကဆပ်ပရိုမြို့ကနေမှတဆင့်အခုချစ်တိုဆေကိုရောက်နေပေါ့နော်ချစ်တိုဆေမှာကျွန်တော်တညာအိပ်ပြီးတော့မနေ့ပြန်ကြာရင်ကျွန်တော်တို့စိုက်ကယ်စီးပြီးခီးထွက်ကြမယ်ပေါ့နော်ချစ်တိုဆေကနေပြီးတော့ကျွန်တော်တို့ဒီဟော့ကိုက်ဒိုကျွန်းအကြီးရဲ့ရှေ့ဆုံးမှာရှိတဲ့တောင်တန်းတွေပေါ့နှင်းတောင်တန်းတွေမှာစိုက်ကယ်သွားမောင်းမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့လိုက်ကြည့်လိုက်ကြအောင်ပေါ့နော် moto vlog လေးပြန်လာပြီနော်လမ်းလျှောက်နေတယ်ဒီစပရိုဂျီယမိုနီဆိုတဲ့ custom ဆိုင်လေးကိုတွေ့ဝင်ချီလာလိုက်ကြမယ်နော်ထဲမှာ custom made ဆိုင်နဲ့အများကြီးပဲshare အင်ဂျီတွေနော်အများကြီးရှိတယ် custom boot တွေ leather တွေအစုံပဲအရန်မိုက်တယ်ကြိုက်တာနဲ့အင်ဂျီလေးလည်းဝယ်ထားတယ်အရန်မိုက်တယ် vibe တကယ် custom ပေါ့နော် leather တွေ custom made လုပ်ပေးတယ် boot တွေရှိတယ်စပရိုကအရန်အေးရော်လေးရေးတဲ့ခါကျတော့ဒီစောင်းရသည်ပေါ့နော်နှင်းနေအရန်ကြားလို့ရှိရင်အေးမှာမအေးအောင်ဂျင်ပေါင်းပြီးတွေဟို snow proof တွေဟို rain proof တွေပေါ့နော်အကုန်လုံးပါတယ်အရန်မိုက်တယ်ဗျာโอเคကျွန်တော်တို့ဂျပန်မှာခီးမထွက်ခင်ပေါ့နော်ကျွန်တော်ဂျပန်နိုင်ငံရောက်တိုင်းမှာစိုက်ကယ်မစီးရင်ကျွန်တော် Rico Land မှာအများနဲ့လာတော့ပေါ့နော် Rico Land ကဒါဂျပန်နိုင်ငံမှာအရန်နာမည်ကြီးရဲ့စိုက်ကယ်ပစ္စည်းတွေအရန်များတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ဟော့ကိုက်ဒိုကျွန်းရဲ့ချီတိုဆေမြို့က Rico Land ကိုရောက်နေတယ်နော်အထဲမှာလိုက်ပြမယ်ဘာတွေရှိလဲဆိုတာအရန်ကောင်းတယ်ရန်မိုက်တယ်အရန်ကြိုက်တယ်มา coffee ဝယ်နေတယ်ပြီးရင်ခဲသွားမယ်နော်ไม่มีตอนนี้แต่ของริงเป็นกอโก้ไงเวลาพันกับพวกนี้นี่แบบนี้ทำไมต้องพันอ่ะก็มันไม่มีแว่นตอนนี้มาใส่ไม่ต้องผมเพิ่มไม่จำเป็นใส่ทับข้างในသွားလို့ရတဲ့နေရာကိုပေါ်ပြတာဟိုရဲမိုက်တယ်ဒီ rider Rico Land မှာ share โอเคကျွန်တော်တို့ဒီနေ့အားလုံးမင်္ဂလာပါအခုစိုက်ကယ်လာယူနေပါတယ်ငါစိုက်ကယ်ဘာစိုက်ကယ်ငါဆိုတော့ကြည့်ကြမယ်ကျွန်တော်အခုရောက်နေတာတော့ဂျပန်မှာအကြီးဆုံးစိုက်ကယ်ငါအကြီးဆုံးဖြစ်တဲ့ rental 819ပေါ့နော်သူတို့ကတော့အကြီးဆုံးပဲဒီမှာဂျပန်နိုင်ငံမှာဆိုတော့ကျွန်တော်တို့ရှာလာရတယ်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေနဲ့တစ်ခွက်လုံးဘာစိုက်ကယ်ဖြစ်မလဲကြည့်မယ်နော်ပေါ်စာ150 V-Strom 650
ဒါတော့ကျွန်တော်ပိန်ဖြစ်ပါတယ်ကိုရင်ပါ1800 DTC ပေါ့နော်ရှယ်ကြီးပါဘာလို့ဒီပိန်ယူလာလဲဆိုတော့ကျွန်တော်မိမပါလာရပေါ့နော်အေးဆေးထိုင်လို့ရအောင်ဒါက Harley Davidson နောက်တစ်စီးပါအလုံး၄စီးနောက်နေ့ကျတော့လဲကျွန်တော်တို့စပြီးတော့ခရီးထွက်လာလိုက်ပါတယ်လမ်းမှာလဲတန်ရှင်းပြီးတော့ဟော့ကိုက်တိုမြို့ကြီးမှာဆာကူရာတွေကပန်းနေရလမ်းဘေးမှာပွင့်ပြီးတော့ပန်းရောင်လမ်းပပင်တိုင်းပန်းရောင်နေပြီးတော့လှပပြီးတော့ကြည့်လို့အရန်ကောင်းโอเคကျွန်တော်တို့အခုချီတိုးစရန်နေထွက်လာပြီးတော့ဗောနော်အခုကျွန်တော်ရောက်နေတဲ့ဟော့ကိုက်တိုပဲဤပေါ့နော်ဘလူးလာခေါ်လို့လည်းခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာအပြာရောင်ကြီးရှိတယ်လာဘူးင်းပေါ့နော်အထဲထဲမှာပြီးလိုက်တော့ကြည့်ကြဒီကတောင်တန်းနေကြောင်းဒီလက်ကူးကြီးကတော့ပြာရောင်ကြီးဖြစ်ရောက်နော်โอ้ပုံမှာလည်းတောင်ဒီကနေတွေ့ရမှာတယ်ပုံမှာတောင်တန်းကြီးနှင်းတောင်ကြီးရှိတယ်ပေါ့နော်ကျွန်တော်အဲကိုဆက်သွားပါမယ်ဒီရင်ရလှတဲ့နေရာလေးပါနိုင်ငံသားတွေရောဒီကဂျမန်နိုင်ငံသားတွေရောညာကြီးပဲအရင်လှတဲ့နေရာလေးတစ်ခုပါ
ဟုတ်ကဲ့ပြည်သက်ကြီးကျွန်တော်တို့ဒါကတော့မောင်အာဆာဟီတကေကိုကြောင်းနေပါတယ်အမြင့်2291ရှိပါတယ်ဒီနေ့ကတော့ temperature 1.8 centigrade ရှိရပါတော့ရေခဲတောင်ရောက်နေပါတယ်အပေါ်မှာမြည်ပါပဲရမ်းလှပါတယ်ဒီတောင်ပေါ်ကျွန်တော်စိုက်ကယ်နဲ့မောင်းလာတာပေါ့နော်စိုက်ကယ်ပေါ်မောင်းလာပြီးတော့အခုကျွန်တော်တို့တောင်ထိပ်အဖျားတက်ဖို့တက်သွားကြပြီကျွန်တော်တကယ်ချင်းနဲ့ပေါ့အခုလည်းကျွန်တော်လည်းစတက်နေပါပြီပေါ့အပေါ်ရောက်ရင်တစ်ချက်ပြန်ပြပေးပါမယ်နော်မြင်တက်ပါမယ်แข็งเลยเนาะဒါတော့တောင်တန်းအဲ့ဒါဟိတကေဆိုတဲ့တောင်ကြီးပါဟောမှာဒါရ active ဖြစ်တော့နော်မှာမီဂိုးတွေထွန်းတယ် active volcano ရှင်နေသေးတယ်တက်ရှင်နေတဲ့ volcano ရှင်နေတယ်ကျွန်တော်ဆိုင်ပြောင်းလာပြီตามถ่ายเขาเดินไปโน่นนี่ยอมเดินตามไม่ไหวအေးတယ်ဒါကတော့ကျွန်တော်တို့တောင်ထိပ်ကစူထွက်နေတဲ့တောင်ဟောပေါ့ငွေထွက်နေတဲ့တောင်ထိပ်ကြီးပေါ့ active ဖြစ်နေတဲ့တောင်ထိပ်ကြီးကိုတက်နေပါတယ်ဆက်တက်တယ်ပေါ့နော်ကဲပေးတဲ့ကျွန်တော်တို့အစိုက်တက်ကတောင်တိုင်းပေါ်ရောက်လာပါပြီကျွန်တော်လောဆယ်တော့ဟိုမှာတောင်တိုင်းထဲမှာ gas တွေထွက်နေပါတယ်ဒါကတော့ကျွန်တော်အနည်းဆုံးသွားလို့ရတဲ့နေရာပေါ့နော်လောဆယ်တော့ကျွန်တော်ရောက်တဲ့နေရာ2800မီတာပေါ့နော်အပေါ်ထိပ်တန်းကိုတော့ကျွန်တော်တို့မတက်တော့ဘူးကျွန်တော် safety gear လည်းမပါလို့ပေါ့နော်ဒါကြောင့်မို့ဒီကနေပဲကျွန်တော်တို့ပြန်ဆင်းပါမယ်တောင်အောက်ကိုအဝေးကြီးပဲဟိုတော့လည်းတက်လိုက်ရတယ်ဗျဖြူဖွေးပြီးတော့အရန်ရန်လှပါတယ်လေလည်းရန်တက်တော့လေကအေးပြီးတော့အသားထင်းဓာတ်နဲ့လီတာတော်တော်ဖြစ်နေပါတယ်။အော်မလေးတဖုံဖုံနဲ့ကျွန်တော်ထင်တာ methane gas လားပဲထင်တာပဲပေါ့နော်။ဒီကနေတော့ငွေတွေရနေရတယ်။ Okay အားလုံးကျွန်တော်တို့မနေ့ပြန်ခရီးဆက်ထုတ်ဖို့ပြင်ဆင်လိုက်ပါအောင်မယ်။
ကျွန်တော်တို့လောလောဆယ်highway ပေါ်မှာနားနေတဲ့နေရာလေးရောက်နေတယ်ပေါ့နော်အခုကျွန်တော်တို့မနေ့ကနေတောင်ထဲဒီနေ့မနေ့ကျွန်တော်တောင်ဝမ်းတစ်ဆင်းလာတယ်ဆင်းလာပြီးတော့ရှီဒီထိုးကိုဆိုတဲ့ဒီဟော့ကိုက်ဒိုကျွန်းရဲ့ရှေ့ဆုံးပိုင်းပေါ့နော်ပင်လယ်ရွာလေးကိုဆက်သွားမှာပေါ့နော်မြို့လေးပေါ့ရွာလေးမြို့လေးကိုဆက်သွားမှာဆိုတော့အခုကျွန်တော်နားနေနေတယ်အဲ့ကိုရောက်ဖို့ညနေလောက်မှရောက်မယ်ဒီ highway တွေကတော့လမ်းတွေကတော့ကောင်းတယ်အခုဂိုးမင်းနဲ့လည်းတေးချာချာမောင်းခဲ့ပြီးတော့ဆန်းခဲ့တယ်ပေါ့နော်သူ့ရဲ့vibration ဒီ handlebar vibration foot pad ပေါ့နော်ခြေထောက်ချ vibration မဆုံးနည်းနည်းလေးပဲခံစားအသေးလောက်ကြီးခံစားပေါ့နော်မရှိသလောက်ပါပဲthat နာတာတော့တုံတာတော့အဲ့လိုပေါ့နော်ကျင်တာတော့တို့တွေမခံစားအောင်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ဆက်ပြီးတော့ဆက်သွားမှာပေါ့နော်ကျွန်တော်လမ်းမှာဘာတွေတွေ့ရလဲဆိုတော့အများအပြားဟိုတော့ဝုံဝင်နေဒီတော်တွေဝုံဝင်ရိုင်းနေပေါ့နော်နောက်ပြီးတော့တမင်းနေလမ်းပေါ်ကနေခုံမှာအဲ့လိုလမ်းတစ်လျှောက်လုံးသူကဟိုကျွန်တော် highway ဝထွက်လာတော့တမင်းနေခုံမှာအရန်သူကလမ်းမှာ sign board တွေအများနဲ့လာတတိထားပါဆိုတော့ချိုးကြကျွန်တော်တကယ်ကြီးပြောရတာလမ်းမောင်းမှာမောင်းရင်းနဲ့တော့ခုံတာ highway ပေါ်မှာမောင်းနေခုံတာလမ်းအဲ့လိုပေါ့လမ်းကူးတာပေါ့နော်ဆိုတော့ပြေးတစ်ခေါက်လဲသူတို့လိုဖြစ်ပေါ့ကျွန်တော်လည်းတတိထားနေရတာပေါ့နော်ဟို highway ပေါ်ရောက်လို့ရှိရင်မထင်မဲ့ဖက်နဲ့တော့ထွက်လာတယ်လို့ဆိုတော့လောလောဆယ်တော့ကျွန်တော်တို့အခုhighway နေတော့နားတယ်ပေါ့နော်ဆက်သွားမယ်ဟိုးဘာမှာတောင်းပေါ်ကျွန်တော်တို့အေးသေးတယ်ပေါ့နော်အေးသေးတယ်20ကနေပြီးတော့73ထိတခါတလေကျွန်တော်တို့ဟိုဟာတော့ဒီလမ်းတွေကတောင်ထဲကိုဖြတ်သွားပါဆိုတော့ temperature 73 12အဲ့လိုပေါ့နော်နေရိပ်ဝိုင်းတယ်အဲ့လိုဒီကြာဟိုမောင်းလို့ကောင်းပါတယ်ရမ်းမောင်းလို့ကောင်းလမ်းတွေလည်းရမ်းမိုက်တယ်ဂျပန်လမ်းတွေကတကယ်ကောင်းတယ်ဟုတ်ကဲ့အခုကျွန်တော်ကတော့ရှီလီထိုကိုဆိုတဲ့မြို့လေးကိုရောက်နေပြီပေါ့နော်ဒါကတော့ဟော့ကိုက်ဒိုရဲ့ဒီအရှေ့မြောက်မှာရှိတဲ့မြို့လေးပေါ့နော်သူပင်လယ်ကမ်းခြေမြို့လေးဒါပေမဲ့နောက်မှာကျတော့သူကရေခဲတောင်တွေရှိတယ်ပေါ့နော်ကျွန်တော်ခုနမရိုက်ခဲလိုက်အောင်ဆိုတော့ကျွန်တော်တို့မောင်းလာဒီနေ့ဆိုရင်ကီလို300ကျော်တယ်ပေါ့နော်ဒီမနေ့ကအာဇာဟီတာကေတောင်ပေါ်နေစီးမျိုးကျွန်တော်ဒါတိုင်းမောင်းချလာဒီနေ့ပေါ့နော်လမ်းထဲမှာလည်းတော်တော်လေးတိုက်တာစိုက်ကဲဆိုရင်မောင်းနေဘေးတစ်စောင်းကြီးမောင်းနေရတယ်ပေါ့နော်အားလုံးဒီနေ့ချောချောမူနဲ့ဒီမြို့လေးကိုရောက်လာပါပြီကျွန်တော်ကဆိုရင်9နိုင်ထိုးကန်ဒီပေါ့ညနေဂျပန်စံတော်ချိန်ပေါ့ဆိုတော့ဒီမှာရောက်နေပြီတောင်းနေကြရင်ကျွန်တော်တို့ညနေစာတော့စားကြမယ်ပေါ့နော်ဆိုတော့မနေ့ကကျတော့ကျွန်တော်ဒီကနေထွက်ပြီးတော့ကျွန်တော်တို့ဆပ်ပရိုမြို့ပေါ်ပြန်မယ်ပေါ့နော်တီးရတာတော့မနေ့ဖြန်ကျမိုးတစ်နေ့လုံးရွာမယ်လို့ပြောတယ်ဆိုတော့ဒီနေ့တကယ်လို့များမိုးရွာခဲ့လို့ရှိရင်တခါအရန်အေးမှာပေါ့နော်ဟိုတော့ပင်လယ်လေလဲဖြစ်တာရဲ့တော့မိုးရွာတော့သူကရေခဲရေတွေလောင်းချတယ်လို့ဖြစ်မှာခင်ဗျဒီနေ့တော့မှကျွန်တော်တို့မောင်းလာတာ16 10ကြားပေါ့နော်အဲ့ဒီမှာတည်းအများနဲ့တက်လိုက်ဆင်းလိုက်ဖြစ်နေတယ်ရာသီဥတုကအေးလေးပေါ့နော်ဒါပေမဲ့ကြာမိုးရွာဆိုရင်တော့ကျွန်တော်တို့ temperature တော့တော်ကျသွားမှာပေါ့အဲကြောင့်ကျွန်တော်မနေ့ပြန်ဘယ်လိုဆက်သွားကြမလဲဆိုတာတစ်ချက်လောက်စောင့်ကြည့်လိုက်ကြအောင်